အားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကတော့ဘဝထဲမှာနည်းနည်းလွဲနေတယ်လို့ခံစားရတဲ့အချက်လက်လေးတွေပဲကျွန်တော်စာအုပ်လေးတုပ်တွေကဖတ်ပူရတဲ့အကြောင်းအရာလေးနည်းနည်းမျှဝေချင်ပါတယ်ကျေးဇူးပြု၍တင်းကြီးခံပြီးနားထောင်ပေးကြပါလို့မေတ္တာရက်ခံပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်အရက်ရောင်းတဲ့သူကဘယ်မှသွားစရာမလိုပဲနဲ့သူ့နေရာမှာသူရောင်းလို့ရပြီမယ်နွားနို့ရောင်းတဲ့သူကတော့အရက်တကာရွာတကာလှည့်ပြီးရောင်းနေရတယ်မှန်တစ်ချက်ကကိုကသာပြုံးပြနေမယ်ဆိုရင်ဘယ်တော့မှကိုယ်ကိုပြန်မမဲပြမယ်အမှန်တရားဆိုတာရှိနေပြီတယ်မဟုတ်လားလူတွေကလူတယောက်ဘဝတစ်ပါးကိုကူးပြောင်းသွားပြီဆိုရင်ဖျောင်းနိုင်မိတွေထုံးပြီးတော့ဝမ်းနဲ့ကြေကွဲနေကြပြီမဲ့မွေးနေ့ပွဲတွေကျင်းပတဲ့အခါမှာတော့ဖျောင်းနိုင်မိတွေကိုမှုတ်၍ပျော်နေကြလိမ့်မယ်ရွှေချေချင်းတစ်ခုကလည်းသိန်းရရှိတန်နေပြီမဲ့ခေါင်းစည်းခွင်းလေးတစ်ခုကတော့1000တောင်တန်ဖိုးရှိမနေခဲ့ဘူးမှန်ကန်တဲ့အကြံပေးသူကစားခါနဲ့တူတယ်အဲ့ဒါကိုလည်းမိတ်ဆွေအစေးလို့ယူဆလို့ရပါတယ်ခါတဲ့စားနဲ့တူတဲ့အရာကပိုးမွှားလေးတွေကအရန်ကိုကြောက်ပြီမယ်တရားနဲ့တူတဲ့အရာကတော့ပိုးမွှားလေးတွေကအရန်ကိုကြိုက်ခဲ့တယ်နေရတစ်ချက်မှချိတ်ထားတဲ့ဓာတ်ပုံလေးကိုသူ့ရဲ့ဝန်ကိုထမ်းနေတာကတန်ချောင်းသေးသေးငယ်လေးဖြစ်နေတယ်လူတွေရဲ့ချီးမွမ်းခြင်းကိုခံရတဲ့အခါမှာတော့နေရမှာချိတ်ထားတဲ့ဓာတ်ပုံလေးဖြစ်နေတယ်ပြောချင်တာကကောင်းတဲ့လမ်းကိုဆိုရင်လူတွေကမသွားကြရပါနဲ့မကောင်းတဲ့လမ်းကိုဆိုရင်တော့ကြိတ်ကြိတ်တူသွားခြင်းနေကြတဲ့အဖြစ်လိုမျိုးပေါ့ဘာပဲဖြစ်ဖြစ်လောကမှာအမှန်တရားကခါတယ်ဆိုပေမဲ့အမှန်တရားကတော့အမှန်တရားပါဘယ်လိုပဲဖြစ်ဖြစ်တကယ်လို့အမှန်တရားကခြုံနေမယ်ဆိုရင်နွားနို့ရောင်းတဲ့ကိုကလားလေးကလည်းနေလှည့်စရာမလိုဘူးပေါ့ကိုမဲ့ပြလိုက်တိုင်းမှန်ချက်ထဲကအရေးရောင်ကလည်းကိုကိုပြန်ပြုံးပြနေမှာပဲဟုတ်တယ်ပျော်ရွှင်ခြင်းနေတာမရှိခဲ့ရင်ဝမ်းနည်းခြင်းတွေဆိုတာလည်းမရှိနိုင်ဘူးပေါ့ဒါကြောင့်မို့ကိုကိုအငုံခံပြီးတော့အကြံပေးတဲ့စားခါနဲ့တူတဲ့လူမျိုးကိုလည်းတန်ဖိုးထားမျက်နှိုးစွာပေါင်းတင်ဆက်ဆံဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုနှိကုံချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ကျွန်တော်တင်မဲ့ဗီဒီယိုတွေမှာလည်းဆက်လက်အားပေးပါဦးလို့မေတ္တာရက်ခံရင်းနဲ့မိတ်ဆွေပေါင်းတင်အားလုံးကိုချစ်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာမင်္ဂလာပါ